အားလုံးပဲမင်္ဂလာပါကဲပါဒီနေ့ကျွန်တော်မျှဝေပေးမယ့်အရာလေးကတော့ဘာလဲဆိုရင်ကျွန်တော်တို့စာအုပ်ရဲ့အကြောင်းလေးပဲဖြစ်ပါတယ်အဲ့ဒီစာအုပ်ကဆိုရင်ကျွန်တော်တို့ The West Money Cannot Buy လို့ခေါ်တယ်အဲ့ဒါဗမာလိုပြန်မယ်ဆိုရင်တော့ကျွန်တော်တို့တွေငွေဖြင့်ဝယ်ယူ၍မရနိုင်သောစီးစိမ်ဥစ္စာတွေအကြောင်းပဲဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီနေ့ငွေနဲ့ဘာလို့ဝယ်မရနိုင်လဲဆိုတဲ့အရာတွေကိုကျွန်တော်တို့လေ့လာကြည့်အောင်အဲ့ဒါဒီနေ့ကျွန်တော်တို့ငွေနဲ့ပေးပြီးတော့မှဝယ်လို့မရနိုင်တဲ့စီးစိမ်ဥစ္စာတွေဆိုတာကငွေချေးပေးပြီးတော့မှမရရှိနိုင်တဲ့တော့နဲ့ဆိုင်ပြီးတော့မှမတူကွဲပြားတဲ့စီးစိမ်များကိုညွှန်ညင်းဖြစ်ပါတယ်ဥပမာပြောမယ်ဆိုရင်အချစ်ဓမ္မရေးဟာစိတ်ချမ်းသာစိတ်ငြိမ်ချမ်းမှုနော်အဓိပ္ပာယ်ရှိသောဆက်ဆံရေးဟာကိုယ်ပိုင်တိုးတက်ခွင့်မှုခွင့်အလန်းပျော်ရွှင်မှုအဲ့လိုစတဲ့အရာတွေပဲဖြစ်ပါတယ်ဒါတွေကကျွန်တော်တို့ငွေကြေးချမ်းသာမှုကနေပြီးတော့မှတတ်တာနဲ့လုံခြုံမှုပေးနိုင်တော့လေဒီလိုနဲ့ဆိုင်တဲ့စီးစိမ်တွေကိုကြတော့ကျွန်တော်တို့တွေမရရှိပါဘူးခင်ဗျရရှိဖို့ခက်ခဲပါတယ်အဲကြောင့်မို့အဲ့လိုအတွက်ကြောင့်မို့လူတွေကသူတို့မှာအရာဝတ္ထုတွေချို့တဲ့တယ်လို့သူတို့ခံစားရတာဖြစ်ပါတယ်ခင်ဗျဟုတ်ပြီဒါဆိုရင်ဒီအတွေးခေါ်ကိုဘယ်သူကရေးခဲ့တာလဲဆိုရင်ကျွန်တော်တို့ရိုဘင်ရှာမာလို့ခေါ်တဲ့စာရေးဆရာကြီးကနေပြီးတော့မှရေးပြီးတော့မှကျွန်တော်တို့1000နော်2024မှာထုတ်ဝေခဲ့တာဖြစ်ပါတယ်နော်2024မှာထုတ်ဝေခဲ့တာဖြစ်တယ်အဲ့တော့သူကဒီစာအုပ်ထဲမှာသူကလှပပြီးတော့မှရိုးရှင်းစွာသူကရှင်းပြထားတာဖြစ်ပါတယ်ဒီရှာမှာဆိုရင်သူ့ရဲ့လူအဖွဲ့အစည်းကနေပြီးတော့မှငွေကြေးနဲ့ဘုံဘုတ်တွေကိုသူကဗဟိုပြုထားတဲ့အတွက်ကြောင့်မို့အောင်မြင်မှုအမြင်ကိုတွန်းအားပေးတယ်လို့လည်းဆိုလို့ရပါတယ်အဲဒါကြောင့်မို့စစ်မှန်သောငြိမ်းချမ်းမှုကိုကျွန်တော်တို့တွေဒီအောက်ကစိတ်ဥစ္စာတွေမျိုးဘယ်နှမျိုးရှိလဲဆိုရင်10မျိုးရှိမှသာလေတဲ့10မျိုးမျှစွာကျွန်တော်တို့ရှိမှသာလေတဲ့မွေးမြူခြင်းကနေပြီးတော့မှရှိတယ်လို့ရိုဘင်ရှာမာကနေပြီးတော့သူကမျှဝေခဲ့တယ်ခင်ဗျအဲ့တော့သူ့ရဲ့ဒီမျှဝေချက်တွေဟာအရန်ကိုမှရိုးရှင်းပြီးတော့အရန်ကိုမှလည်းထိရောက်မှုရှိတယ်အဲဒါကြောင့်မို့သူ့ကိုဒီသူရေးတဲ့စာအုပ်ကကျွန်တော်တို့ကဘာမှာလည်းတော်တော်ကိုနာမည်ကျော်ပြီးတော့အောက်ရောက်ခဲ့တဲ့အတွက်ကြောင့်မို့ကျွန်တော်အနေနဲ့ဒီစာအုပ်လေးကိုအားလုံးသိရအောင်မျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျအဲ့တော့ဒီရိုဘင်ရှာမာဆိုတဲ့သူတယောက်ဟာတကယ်ကိုမှသူကအရန်ကိုတော်တယ်နောက်ပြီးတော့သူ့ရဲ့အသွေးခေါ်ပေါ့နော်အသွေးခေါ်တွေဟာအရန်ကိုမှစင်မြင့်တယ်ခင်ဗျအဲ့ဒီအတွက်ကြောင့်မို့သူကဒီသူ့ရဲ့ဒီဆိုထားတဲ့စာအုပ်ရဆိုရင်သူကလူတွေမှာစစ်မှန်တဲ့ချမ်းသာမှုကိုတဲ့လိုချင်တယ်ဆိုရင်တဲ့ဒီအချက်၈ချက်နဲ့ရှိမှသာဒီအချက်၈ချက်ကိုပေါ့နော်ကျွန်တော်တို့ယင်ထဲမှာမွေးမြူနိုင်မှသာရရှိမယ်လို့ပြောဆိုထားတယ်ခင်ဗျအဲဆိုရင်အဲ့ချက်တွေကဘာလဲကြည့်အောင်နံပါတ်1ကျွန်တော်တို့ God လို့ခေါ်တဲ့ကြီးထွားမှုနော်ကြီးထွားမှုအဲ့တော့ကြီးထွားမှုဆိုတာဘယ်လိုဟာကိုပြောတာလဲဆိုရင်ကိုယ်ပိုင်တိုးတက်မှုနဲ့တတာအမြဲတမ်းသင်ယူမှုဆိုတာရှိရGod နော် God mindset ဆိုတာအမြဲတမ်းရှိရနောက်နံပါတ်2ကဘာလဲဆိုရင် oneness လို့ခေါ်တဲ့ကျမ်းမာရေးအဲ့တော့ oneness ကျမ်းမာရေးကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကျွန်တော်တို့ရဲ့စိတ်ကျွန်တော်တို့ရဲ့ခံစားမှုတွေကျွန်တော်တို့ရဲ့ကျမ်းမာမှုတွေကအမြဲတမ်းတန်မာနဲ့တက်ကြွရှိနေဖို့လိုတယ်အဲ့ဒါမှကျွန်တော်တို့ကဒီကျမ်းမာရေးကရန်ကောင်းမှာဖြစ်တယ်အဲကြောင့်မို့သူကနံပါတ်2ကိုကျမ်းမာရေးလို့ပေးထားတယ်နောက်နံပါတ်3ချက်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ family ဟာလား family မိသားစုကျွန်တော်တို့ရဲ့ဒီချစ်ရတဲ့သူတွေနော် family မိသားစုတွေ
ကျွန်တော်တို့ရဲ့နှက်ဆိုင်တဲ့ချိတ်ဆက်မှုတွေပဲဖြစ်တယ်လို့သူကဆိုထားတယ်ခင်ဗျနောက်တစ်ချက်နံပါတ်၄ကသူက caress နော် caress ဆိုတဲ့လက်မှုပညာနော် caress လက်မှုပညာကျွန်တော်တို့တွေအလုပ်ခုလုပ်တယ်ဒါမှမဟုတ်ရင်ကျွန်တော်တို့ရဲ့ပြောဆိုမှုနော်ခေါ်ဆိုမှုဆိုတဲ့အဲ့ဒီຢာတွေကကျွန်တော်တို့ရဲ့ကျွမ်းကျင်မှုနဲ့ကျွန်တော်တို့ရဲ့စိတ်အားထက်သန်မှုကနေပြီးတော့ပဲလာတာဖြစ်တယ်ခင်ဗျအဲ့ဒါကြောင့်မို့ကျွန်တော်တို့ဒီကျွမ်းကျင်မှုဆိုတဲ့အရာဟာလက်မှုပညာအနေနဲ့ကျွန်တော်တို့မှာရှိဖို့လိုတယ်ခင်ဗျနောက်နံပါတ်၄ကနံပါတ်5ကဘာလဲဆိုရင်ကျွန်တော်တို့ money ငွေကြေးနော်ငွေကြေးဘယ်လိုငွေကြေးမျိုးလဲတဲ့ကျွန်တော်တို့ငွေကြေးကလွတ်လပ်တဲ့ငွေကြေး freedom နော်အဲ့လိုငွေကြေးလွတ်လပ်တဲ့ freedom ရှိရမယ်တဲ့ဒါကဘာလဲဆိုရင်ကျွန်တော်တို့ဒီတစ်ခုတည်းဟုတ်လားတစ်ခုတည်းကိုထည့်သွင်းထားတဲ့အရာမျိုးမဟုတ်နော် freedom လွတ်လပ်တဲ့ငွေကြေးပိုက်ဆိုင်ရှိရနောက်နံပါတ်6ကဘာလဲဆိုရင် community နော်ကျွန်တော်တို့ရဲ့လူအဖွဲ့အစည်းအတိုင်းဝိုင်းအဲ့ဒီလိုခြားသူတွေကိုပံ့ပိုးဖို့အတွက်ဆိုရင်ကျွန်တော်တို့ရဲ့ community ရှိရမယ်လူအဖွဲ့အစည်းအတိုင်းဝိုင်းရှိရမယ်တဲ့နော်နောက်ပြီးတော့မှနံပါတ်9က adventure နော် adventure ဆိုတဲ့စွန့်စားခံရှိရနော် adventure မရှိဘဲနဲ့ကျွန်တော်တို့တွေကစွန့်စားမှုကျွန်တော်တို့မရှိရင်နဲ့အောင်မှုရဲ့တည်ကြွမှုတွေကိုကျွန်တော်တို့ကဖြစ်ပေါ်လာဖို့အတွက်ဆိုရင်ကျွန်တော်တို့မှာအတွေ့အကြုံတွေအများများရှိဖို့လိုတယ်တဲ့နော်လူတွေအောင်မှုရှိရမယ်ငကိုကအမြဲတမ်းတည်ကြွမှုတွေဖြစ်ပေါ်ဖို့ဆိုရင်တဲ့အဲ့လိုအတွေ့အကြုံတွေများများရှိမှသာလေကျွန်တော်တို့တွေကရမှာတဲ့အဲ့နံပါတ်8ချက်ကဘာလဲဆိုရင်ကျွန်တော်တို့ service ဝန်ဆောင်မှုနော်ကျွန်တော်တို့ဝန်ဆောင်မှုတွေကျွန်တော်တို့ပေးတတ်ရမယ်ဝန်ဆောင်မှုကောင်းကောင်းပေးနိုင်ရမယ်ပြီးတော့မှအဲ့ဒါမှသာကျွန်တော်တို့ကပြန်လည်ပေးဆက်ဖို့အတွက်ဆိုရင်ကျွန်တော်တို့အပြုသဘောဆောင်တဲ့အကျိုးသက်ရောက်မှုရှိနိုင်တဲ့အရာတွေကိုကျွန်တော်တို့ကဖန်တီးဖို့နိုင်ရမယ်အဲ့လိုဖန်တီးနိုင်မှသာလျှင်ကျွန်တော်တို့တွေကဒီကျွန်တော်တို့ရဲ့ခုနပြောတဲ့ဒီကျွန်တော်တို့လွတ်လပ်တဲ့ပျော်ရွှင်မှုဆိုတာရရှိမှဖြစ်တယ်ခင်ဗျအဲ့တော့ဒီနေ့ရှာမာကနေပြီးတော့ပြောထားတယ်ရှာမာရဲ့သူ့ရဲ့အတွေးခေါ်တွေကသူကဘာကိုပြောတာလဲဆိုရင်ဘီလီယံနာတွေရဲ့အောင်းဆောင်တွေကိုလမ်းပြပေးပြီးတော့မှသူကဆွဲဆောင်မှုတွေပေးခဲ့တာဖြစ်တယ်ခင်ဗျအဲ့တော့ဒီနေ့ပဲမှာဆိုရင်ကျွန်တော်တို့တကယ်ကျွန်တော်တို့ကိုယ်ပိုင်စီးပွားရေးလုပ်နေတဲ့သူတွေဆိုရင်ဒီအကြောင်းကိုတော်တော်လေးကိုသိတဲ့လူသိကြပါတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီနယ်ပယ်တွေမှာကျွန်တော်တို့ business လုပ်ဖို့တဲ့လူတွေကတော့တကယ်ကိုကျွမ်းကျင်မှုသူဒီစာအုပ်ကိုရဲ့အလေးထားကိုနည်းနည်းပါးပါးဖတ်လိုက်တာနဲ့ကျွန်တော်တို့သိဖို့လိုတယ်ခင်ဗျအဲ့တော့ကျွန်တော်တို့ဒီလိုမွေးမြူဖို့အတွက်ကိုကျွန်တော်တို့မှာအလေးကျင့်နေကိုလေးထားပြရမယ်ပြီးရင်ကျွန်တော်တို့မှအလုပ်တစ်ခုကိုလုပ်လိုက်တယ်မှားသွားတယ်ဆိုရင်လည်းပဲကိုကနောင်တရခြင်းမရှိရဘူးနော်နောင်တရခြင်းမရှိဘဲနဲ့ကိုစစ်မှန်မှုကိုရဲ့ပျော်ရွှင်မှုနဲ့ပြန်ပြီးတော့မှဒီအမွေနစ်တွေရှိတဲ့ဟာကိုဘဝအတွက်ကိုကလှုပ်ဆောင်နေဆိုတဲ့အရာနဲ့ကိုပြန်ပြီးတော့မှထိမ့်သိမ့်နိုင်တယ်စိတ်ကိုမှ stress ပါမရှိဘူးအဲ့တော့နောက်တစ်ခါသူကဒီစာအုပ်အပြင်မှာမှသူကဟိုးရှေ့ကြတဲ့ပညာရက်တွေကလည်းဒီအရာတွေကိုသူကပက်ကင်ထက်နေအောင်ပဲရေးခဲ့တယ်ဘာလို့ဆိုတော့သူကပြောတဲ့ငွေကံပျော်ရွှင်မှုရဲ့နဲ့လွယ်ကူခြင်းတွေကိုဟုတ်လားပျော်ရွှင်မှုနဲ့လွယ်ကူတဲ့အရာတွေကိုတဲ့ဝယ်တော်နိုင်တော်လဲပဲတဲ့တည်တတ်တဲ့ပျော်ရွှင်မှုနဲ့စစ်မှန်သောအချစ်စစ်မှန်သောအချိန်စိတ်ငြိမ်းချမ်းမှုဒါမှမဟုတ်ရင်ကျွန်တော်တို့စစ်မှန်တဲ့လေးစားမှုတွေကိုတော့ဝယ်ယူလို့မရနိုင်ပါဘူးเนาะအဲ့တော့ဒီအရာတွေကိုတဲ့ကျွန်တော်တို့ကဘာနဲ့လှုပ်ဆောင်အောင်လဲဆိုရင်စ조사မှုကျွန်တော်တို့ရဲ့ဆက်ဆံရေးပြီးရင်ကျွန်တော်တို့ရင်ထဲကနေပြီးတော့တကယ်မှထားတဲ့ကိုယ်တွင်းထဲမှာထားတဲ့စိတ်ထားအဲ့ဒီအရာတွေရှိရမယ်တဲ့အဲ့တော့ဒီသူရဲ့ဒီချမ်းသာတဲ့ဘဝဟာဆိုရင်တဲ့ဘဝဟာတဲ့ကိုယ့်ရဲ့ဘဏ်အကောင့်တွေမှာအဆင့်တွေထည့်ထားပြီးအဆင့်တွေရှိပြီးတော့မှဘယ်တော့ပဲအများကြီးရှိပါတယ်ဆိုတော့ကြွားနေတဲ့သူတွေပြောနေတဲ့လောက်မျိုး
အဲ့ဒါတွေသူကငွေထဲမှာကိုယ်ပန်ထဲမှာငွေဘယ်လောက်ရှိတယ်ဆိုတာကိုတဲ့မတိုင်းတာပါဘူးတဲ့သူတိုင်းတာကဘာနဲ့တိုင်းတာဆိုရင်တင်းရဲ့နှလုံးသားနဲ့တင်းရဲ့ဝိညာဉ်တွေမှာပြည့်စုံတဲ့တကယ်တန်ဖိုးမဖြစ်နိုင်သောဘဏ္ဍာတွေဘယ်လောက်တိုင်းတာရှိလဲဆိုတာနဲ့ပဲသူတို့ကတိုင်းတာတာဖြစ်ပါတယ်တဲ့ဒီရှာမာရဲ့ရေးထားတဲ့စာအုပ်နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီနေ့မိတ်ဆွေတို့ရောဘယ်လိုပုံစံမျိုးနဲ့စီးစိမ်ဥစ္စာတွေကိုမွေးမြူနေပါလဲဆိုတော့ကိုအမှတ်မှာရေးလာလို့ရပါတယ်ရေးလာလို့ရပါတယ်နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့နောက်တစ်ချက်ချင်းကြည့်ရအောင်ဒီနေ့ကျွန်တော်တို့ကပြောခဲ့တဲ့အပေါ်မှာပြောခဲ့တဲ့နံပါတ်1ဟောနော် God mindset ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီ God mindset ဆိုတာကဘာလဲဆိုရင်နံပါတ်1ကျွန်တော်တို့စစ်မှန်တဲ့ဟာလားစီးပွားဥစ္စာမှုတစ်မျိုးပဲဖြစ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီ God mindset God မှာဘာတွေလိုလဲစစ်မှန်တဲ့ကျွန်တော်စီးတဲ့ဥစ္စာတွေရဲ့နံပါတ်1ပထမဆုံးနံပါတ်1ပုံစံ sorry ပါအဲ့တော့ရိုဘင်ရှာမာနေပြီးတော့သူကပြောထားတယ် the word money cannot buy ဆိုတဲ့စာအုပ်ထဲမှာအစာအုပ်ထဲမှာသူပြောထားတာဒီကြည်ထွားမှုဆိုတဲ့ God ဟာတဲ့ချမ်းသာတော့ဘဝရဲ့အခြေခံဖြစ်တယ်တဲ့အဒီမှာဘာတွေလဲဆိုရင်ကျွန်တော်နေ့စဉ်ကိုယ်ပိုင်တိုးတက်မှုတွေနော်တသက်တာတင်ယူမှုတွေကိုအမြဲတမ်းကတိကဝိပြုတ်နေရပြီးရင်ကိုအမြဲတမ်းအကောင်းဆုံးဗာရှင်းဖြစ်အောင်ပြောင်းလဲပြီးတော့မှဖြစ်ပေါ်လာစေတဲ့အရာတွေကိုအမြဲတမ်းလုပ်ဆောင်နေရပြီးရင်ငွေကြေးချမ်းသာမှုဆိုတာတဲ့အခါတရံမှာပျောက်ဆုံးသွားနိုင်တယ်တဲ့ဘယ်လောက်ပဲငွေချမ်းသာကိုမှငွေဘယ်လောက်ပဲရဒီနေ့မနေ့ကကျွန်တော်တို့ဟိုတနေ့ကဟလာအထိုင်းဟိုတတီးပေါက်လာတယ်ဘတ်6တန်းရလာတယ်ဒါပေမဲ့အဲ့ဒီအရာဟာကိုအခါတရံမှာအချိန်ကြီးပြန်ပြီးတော့ပျောက်ဆုံးသွားနိုင်တယ်တဲ့အဲ့ဒါကြောင့်မို့ကိုယ့်ရဲ့ကိုယ်ပိုင်ကြီးထွားမှုကသာလျှင်ကိုယ့်ရဲ့အချိန်ကြာလာတာနဲ့အမျှကိုကပို့ပြီးတိုးတက်လာအောင်ပို့ပြီးတော့မှလှုပ်လာပြီးတော့မှကိုယ့်ရဲ့နှက်ဆိုင်တဲ့ပျော်ရွှင်မှုနဲ့ခံနိုင်ရရဲ့လမ်းလာကိုကဖွင့်ပေးနိုင်မှာဖြစ်တယ်တဲ့အဲ့ဒီတော့ကြောင့်မို့ကျွန်တော်တို့ကဒီနေ့ကြီးထွားမှုတရားဘာကြောင့်ကျွန်တော်တန်ဖိုးမဖြတ်နိုင်တယ်လို့ပြောမယ်ဆိုရင်ကျွန်တော်တို့မှာတခြားချမ်းသာမှုဧရိယာအားလုံးကိုလောင်စာပေးပြီးတော့မှကျွန်တော်တို့ကလုပ်ယူရတာဖြစ်တယ်အဲ့ဒါနံပါတ်1ကျွန်တော်တို့ဘ ഹു တုရနဲ့ကျမ်းမာရေးကိုပုံမို့ပြီးတော့ကောင်းမွန်လာအောင်ကျွန်တော်တို့လှုပ်ဆောင်ရမယ်ပြီးစာနာမှုနဲ့ဆက်ဆံရေးကိုကျွန်တော်တို့ကပုံမို့ခိုင်မာလာအောင်လှုပ်ဆောင်ရမယ်ကိုယ့်ရဲ့အလုပ်ထဲမှာလည်းအလုပ်ကိုကျွမ်းကျင်မှုနဲ့ကျွမ်းကျင်မှုကိုရရှိလာမယ်ပြီးတော့မှကျွန်တော်တို့ကကိုယ့်ရဲ့ကျွမ်းကျင်မှုပေါ်မှာမူတည်ပြီးတော့မှငွေကြေးဟာဆုံးဖြတ်ချက်တွေကရရှိလာမှာဖြစ်တယ်အဲ့တော့ဒီနေ့ကျွန်တော်တို့ပညာရှိတွေများစွာလှုပ်ဆောင်နေတဲ့အရာအဲ့ဒီလိုအရာပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ကြီးထွားမှုမရှိဘဲနဲ့ဘဝရက်တည်သွားနိုင်တယ်ဆိုတာရှိတယ်ဆိုတဲ့အရာကိုကြားခြင်းတယ်ပြီးလို့ရှိရင်သင်ဟာအမြဲတမ်းလေ့လာသင်ယူမှုကမရက်တန့်ပြီးတော့မှလေ့လာနေတဲ့အတွက်ကြောင့်မို့သင်ရဲ့ချမ်းသာမှုကဘယ်တော့မှရက်တန့်နိုင်တော့မှမဟုတ်ပါဘူးခင်ဗျနော်အဲ့တော့ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကြီးထွားမှုနဲ့မှုကိုကျွန်တော်တို့ကမွေးမြူဖို့အဓိကအလေးချင်းနေဘာတွေလုပ်ရမလဲတဲ့ဆိုရင်ရှာမာကပြောထားတယ်နံပါတ်1တဲ့နော်တိုးတက်မှုကမလွဲမရှောင်တာဖြစ်လာနိုင်တဲ့အဓိကလှုပ်ဆောင်ချက်တွေဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မို့သူကမိတ်ဆွေတို့အနေနဲ့ဘာတွေလုပ်ရမလဲဆိုရင်တဲ့နံပါတ်1ကကျွန်တော်တို့စာအုပ်ကိုများစွာဖတ်ပေးရစာအုပ်ကိုအယူမှုများစွာဖတ်ပေးရမယ်တဲ့အဲ့တနေ့ဟိုတဲ့ဥမာမိနစ်30ဒါမှမဟုတ်မိနစ်60ဟိုကိုရည်ရွယ်ချက်ထားလိုက်ပေါ့ငါဒီနေ့စာအုပ်ဘယ်လောက်ဖတ်မလဲနော်ဘယ်ရမှမဆိုကျွန်တော်ဒီစာအုပ်တွေကိုအခြားအရာတွေထက်ကိုပို့ပြီးတော့မှကိုယ်စိတ်ကိုချက်ထွင်ပေးနိုင်မှာဖြစ်တယ်ခင်ဗျာဒီစာအုပ်တွေရပဲနော်အဲ့တော့ကြောင့်မို့ဟိုကဒီစာအုပ်ကိုများဖတ်မယ်တဲ့ပြီးလို့ရှိရင်နံပါတ်2ကတဲ့ကိုရောင်ပြန်ဟတ်နိုင်မဲ့ journal တွေကိုရေးပါတဲ့
ဒါပေမဲ့တနေ့တာပြီးဆုံးသွားတဲ့အချိန်မှာကိုကိုပြန်ပြီးတော့မှအောင်မြင်မှုတွေဘယ်လောက်ရတယ်ဒီအောင်မြင်မှုတွေကဒီထဲမှာအောင်မြင်ဘယ်လောက်ရတယ်လဲနောက်ပြီးတော့သင်ခန်းစာငါဘယ်လောက်ရလဲအဲ့ဒီရရှိတဲ့အရာတွေကိုကိုကအမြဲတမ်းမှတ်သားမှတ်ထားမယ်ပြီးလို့ရှိရင်ကိုရဲ့အဲ့ဒီလိုရရှိတဲ့အရာတွေကိုကိုပိုင်အသိဉာဏ်နဲ့ပြန်ပြီးတော့တိဆောက်ရမှာဖြစ်ပါတယ်ခင်ဗျ။နံပါတ်3ကကျွန်တော်တို့စိန်ခေါ်မှုတွေကနေရာတကာမှာရှိမယ်။အဲ့လိုစိန်ခေါ်မှုတွေကိုကျွန်တော်တို့ကလက်ခံနော်။အဲ့လိုကျွန်တော်တို့ကစိန်ခေါ်မှုတွေကိုလက်ခံမှသာလျှင်ကျွန်တော်တို့ကအတားအဆီးတွေကိုကျွန်တော်တို့တွေကဒီစိန်ခေါ်မှုတွေဆိုတာကကျွန်တော်တို့ကိုတားဆီးထားတဲ့အရာတွေကိုကျွန်တော်တို့အခွင့်အရေးကြီးပွားကျွန်တော်တို့ကြီးထွားလာဖို့အတွက်အခွင့်အရေးတွေပဲဖြစ်တယ်။အဲဒီကြောင့်မို့ကျွန်တော်စိန်ခေါ်မှုကိုကျွန်တော်တို့ကအမြဲတမ်းလက်ခံရမယ်။ပြီးလို့ရှိရင်ကျွန်တော်တို့ကနေ့စဉ်ဒီရရှိထားတဲ့အရာတွေစီကံတွေကိုလေ့လာမယ်လေ့ကျင့်မယ်။ပြီးလို့ရှိရင်ကျွန်တော်တို့တွေကိုလေ့ကျင့်ငန်းလုပ်မယ်ပြီးရင်တရားထိုင်မယ်။ပြီးတော့မှကြွန့်ကျင်မှုတွေကိုတိဆောက်မယ်။ရည်မှန်းချက်တွေကိုတဖြည်းဖြည်းနဲ့ပုံဖော်ပြီးတော့မှအမှန်ဖြစ်လာအောင်ကျွန်တော်တို့ကလှုပ်ဆောင်ဖို့လိုပါတယ်တဲ့ခင်ဗျအဲ့တော့ဒီနေ့ဒီကိုယ့်ရဲ့သူကကျမရေးတွေကိုလှုပ်ဆောင်မယ်။ဘာကြောင့်ဒီရဲ့အချက်ထဲမှာလည်းကျမရေးကပါနေပြီးသားပဲ။ကျမရေးကပါနေပြီးသားပဲ။ဘာလို့ကျွန်တော်တို့တရားထိုင်တာလဲတရားထိုင်နေဆိုရင်ကျွန်တော်တို့တွေကိုလည်းကျမကြီးလုပ်တဲ့အတွက်ကိုလည်းလှုပ်ရှားမှုဖြစ်တယ်တရားထိုင်နေတဲ့အတွက်ကျွန်တော်တို့စိတ်ကိုငြိမ်စေတယ်တည်ငြိမ်စေအဲ့လိုစိတ်ကိုတည်ငြိမ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့တွေကကိုလှုပ်ချင်တဲ့အရာကိုဖြည်းဖြည်းနဲ့မှတ်သားနိုင်တယ်ပြီးလို့ရှိရင်ကိုပုံမှန်ကိုရဲ့အကျင့်တစ်ခုဖြစ်သွားတယ်ပုံမှန်အကျင့်တစ်ခုကိုပြောင်းလဲစိတ်ကိုပြောင်းလဲပေးလိုက်တာဖြစ်ပါတယ်ခင်ဗျအဲ့တို့ကြောင့်မို့နောက်တစ်ချက်ကဘာလဲဆိုရင်ကျွန်တော်တို့ကတုတ်ပြန်ချက်တွေနဲ့ကိုရဲ့လမ်းပြကိုနီးလမ်းပြပေးမဲ့ဆရာကောင်းတွေကိုရှာပါတဲ့နော်အဲ့တော့ဒီနေ့ကိုရှေ့ကိုတွန်းပို့ပေးနိုင်မဲ့လူတွေနဲ့ပတ်ဝန်းကျင်တွေကိုရှာဖွေဖို့လိုတယ်အဲ့လိုရှိမှသာလေကိုအတွက်ဒီလို hot mindset တွေရရှိမှာဖြစ်တယ်အဲ့တော့ဒီကြီးထွားမှုဟာဆိုရင်ねပြည့်စုံတာတော့မှုတော့ရှိမှာမဟုတ်ဘူးတဲ့နော်ပြည့်စုံတယ်ဆိုတာအများတန်းရှိမှာမဟုတ်ဘူးတဲ့တိုးတက်မှုဆိုတာတော့ဖြစ်မယ်တဲ့နော်ဒါပေမဲ့ဒီနေ့ကျွန်တော်တို့လေ့ကျင့်တစ်ခုကိုရွေးပြီးတော့ပရိကဝတ်ပြုလိုက်တယ်ဆိုရင်အချိန်ကြာလာတဲ့နဲ့အများကိုယ့်ရဲ့ဘလောက်ပဲဝေးကွာတာသွားတာကိုပဲဖြစ်ဖြစ်ကြည့်ပြီးတော့မှကိုအားသင့်မိလိမ့်မယ်တဲ့ငါဘလောက်တောင်တိုးတက်လာပြီငါအခုငါရဲ့ဟာလားအသိဉာဏ်တွေဘလောက်ဖွံ့ဖြိုးလာပြီဆိုတာကိုအဲ့ဒီလိုမျိုးအားသင့်သွားပါလိမ့်မယ်တဲ့နော်ပြီးလို့ရှိရင်တဲ့ဘယ်အရာကိုမှမဆိုတဲ့ကျွန်တော်တို့ကကြီးထွားမှုအလေးချင်းကကိုယ့်အတွက်တဲ့အများဆုံးထင်ရှားမှုတွေဘာတွေလဲဆိုတာကိုတဲ့ဒီချက်ကလေ့လာဖို့လိုတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကချမ်းသာမှုဆိုတဲ့ပုံစံဖြစ်တဲ့ကျမ်းမာရေးဆိုတာကိုလည်းကျွန်တော်တို့ကဆက်လက်ပြီးတော့ရှာဖွေဖို့လိုပါတယ်တဲ့နော်ဒါကကျွန်တော်တို့ hot mindset နဲ့ပတ်သက်တဲ့အရာပဲဖြစ်တယ်ခင်ဗျနော် hot mindset မှာအဲ့ဒီလိုမျိုးကျွန်တော်တို့တွေပေးထားတာဖြစ်တယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့နောက်တစ်ချက်ကြည့်မယ်ဟာလား awareness ကျမ်းမာရေးကျွန်တော်တို့ရဲ့ခန္ဓာကိုယ်တဲ့စိတ်နဲ့ခံစားချက်တွေဟာတဲ့အမြဲတမ်းကျမ်းမာမှုရှိဖို့လိုတယ်တဲ့အဲ့တော့ဒီရိုဘင်ရှမာနေပြီးတော့ဒီစာအုပ်ထဲမှာသူကထည့်ထားတာကအဲ့ဒီလိုမျိုး hot mindset ဆိုတာGod mindset ပြီးတော့အခုကျွန်တော်တို့ကျမ်းမာရေးနော်အဲ့ဒီကျမ်းမာရေးကျွန်တော်တို့တွေဘာလို့ခုနကိုအမြဲတမ်းတာမာနေဖို့လိုတယ်ဘာလို့တာမာဖို့လိုတာလဲဆိုရင်ကျွန်တော်တို့တွေကကိုယ့်ရဲ့ခန္ဓာကိုယ်ကိုအမြဲတမ်းတက်ကြွအောင်လန်းဆန်းအောင်အမြဲတမ်းစိတ်ရဲ့ခံစားမှုတွေမရှိအောင်အဲ့တော့
ကျွန်တော်တို့ကျမ်းမာရေးတွေကိုမျှတစွာထိမ့်သိမ့်ဖို့လိုတယ်တဲ့အဲကြောင့်မို့သူကကျမ်းမာရေးဆိုတာလေတဲ့စစ်မှန်တဲ့ကျွန်တော်တို့ချမ်းသာမှုကိုဖြစ်စေတာပဲဖြစ်ပါတယ်တဲ့အဲဒါကြောင့်မို့ငွေကြေးတွေဘလောက်ပဲချမ်းသာတော့များပဲဖြစ်ပါစေတဲ့ကျမ်းမာရေးတကယ်လို့မကောင်းဘူးကျမ်းမာရေးမရှိဘူးဆိုရင်တဲ့ကိုယ့်ရဲ့ဘဝဟာအပြည့်အဝခံစားနိုင်မှာမဟုတ်ဘူးလို့ရှမ်းမာကနေပြီးတော့ဆိုထားတာဖြစ်တယ်ခင်ဗျအဲ့ဒီကျမ်းမာရေးဆိုတာတဲ့ကျွန်တော်တို့တွေရဲ့စီးစိမ်အားလုံးကိုတဲ့ပံ့ပိုးပေးနိုင်တဲ့အခြေခံအရာလည်းဖြစ်တယ်တဲ့ကျွန်တော်တို့ကြည်ထွားမှုနဲ့မိသားစုအလုပ်တွေနဲ့ပျော်ရွှင်မှုအားလုံးကိုလည်းဒီကျမ်းမာရေးအပေါ်မှာပဲမူတည်နေတာဖြစ်တယ်ခင်ဗျအဲ့တော့ဒီကျမ်းမာရေးကိုတဲ့ကျွန်တော်တို့တန်ဖိုးမဖြတ်နိုင်ရခြင်းတဲ့အရာကတဲ့ကျွန်တော်တို့ကျမ်းမာမှုမရှိလို့ရှိရင်ကျွန်တော်တို့ငွေကြေးဘလောက်ပဲရှိကျွန်တော်တို့ဘဝဟာပျက်စီးနိုင်တာကြောင့်မို့ဖြစ်တယ်တဲ့အဲကြောင့်မို့ကျမ်းမာရေးကောင်းမှုကအတွက်ကြောင့်မို့လဲကျွန်တော်တို့ကကျမ်းမာရေးကောင်းတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့တက်ကြွမှုရှိတယ်ရှင်လန်းမှုရှိတယ်အဲ့တော့ဒီကမှာကျွန်တော်တို့ဘဝကိုကြာရှည်နေနိုင်တာဖြစ်တယ်ခင်ဗျဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့တဲ့ကျမ်းမာရေးကိုတဲ့အဓိကမွေးမြူရမယ့်အချက်တွေတဲ့အဲ့ဒါတွေကဘာလဲဆိုရင်ခုနဟိုမှာပြောခဲ့သလိုပဲဟာလားလေ့ကျင့်ခန်းလုပ်ဖို့လိုပါတယ်ခင်ဗျဟုတ်လေ့ကျင့်ခန်းကျွန်တော်တို့လုပ်ရမယ်လေ့ကျင့်ခန်းလုပ်ရမယ်ဆိုရင်ဒါမှကျွန်တော်တို့ကမနေ့စောဖြစ်ထားပြီးတော့ကျမကြီးကိုကာယလေ့ကျင့်ခန်းလုပ်ကြတယ်နော်အဲ့လိုကိုကာယလေ့ကျင့်ခန်းတွေလုပ်ကြတယ်လို့လူတိုင်းကိုအကြံပြုကြပါတယ်တဲ့နော်ရှာမှာအဲ့တော့ဒီရိုးရှင်းတဲ့လေ့ကျင့်ခန်းတွေကိုလုပ်ပေးဖို့အကြံပြုကြပါတယ်ဘာလို့ဒီလန်းနီလန်းတွေကလည်းဒီကိုလိုက်လာတယ်ဆိုရင်တဲ့ကျွန်တော်တို့ကျမ်းမာရေးကမျှတလာမှာဖြစ်တယ်မနေ့စောထားပြီးလေ့ကျင့်ခန်းလုပ်မယ်လမ်းလျှောက်မယ်ဒါမှမဟုတ်ရင်ကျွန်တော်တို့ယောဂဆိုတဲ့ဟလားအားကစားကိုလုပ်မယ်နော်အဲ့ဒီခါမှာကျွန်တော်တို့စိတ်တွေကကြွလာပြီးတော့ကိုယ်ကံနာတွေလုံးဝစိတ်ရှင်လန်းလာမှာဖြစ်တယ်ခင်ဗျပြီးလို့ရှိရင်ကျွန်တော်တို့ကျန်းမာတဲ့အစားအသောက်တွေအသီးအနှံနော်ဟင်းသီးဟင်းရွက်ပရိုတင်းလို့ရှိရင်ကျွန်တော်ရေများများတောက်မယ်အဲ့ကမှာကျွန်တော်ခန္ဓာကိုယ်ရဲ့အာဟာရတွေကိုပြည့်ဝစေမှာဖြစ်တယ်ခင်ဗျအဲ့နောက်နံပါတ်3ချက်ကသူကဘာလဲဆိုရင်ထပ်ပြီးတော့ပြောရလဲဆိုရင်ကျွန်တော်တို့တွေတဲ့အဲ့ဒီလိုလုံးယုံနေလဲသူကမပြီးသေးဘူးအဲ့တော့ဘာလို့ဖို့လို့လဲဆိုရင်ကျွန်တော်တို့တရားထိုင်ပါတဲ့အဲ့လိုတရားထိုင်တဲ့အခါမှာစိတ်ကိုတည်ငြိမ်အောင်ကျွန်တော်တို့လေ့ကျင့်ဖို့လိုတယ်တဲ့အဲ့တော့မှတနေ့ကိုကွာဥမာ10မိနစ်နိုင်ပြီဖြစ်တယ်10မိနစ်မနိုင်မိနစ်20ပေါ့နော်အဲ့လိုမိနစ်20အတိုင်းတရားထိုင်ခြင်းဟာတဲ့ကိုယ့်ရဲ့စိတ်ဖိစီးမှုတွေကိုချော့ချပေးပြီးတော့မှစိတ်ရဲ့ငြိမ်းချမ်းမှုကိုရရှိစေမှာဖြစ်ပါတယ်ခင်ဗျအဲ့လိုကြောင့်မို့တရားထိုင်ခြင်းကိုလည်းသူကအားပေးထားတာဖြစ်ပါတယ်အဲ့တော့ဒီနေ့တရားထိုင်ပြီးလို့ရှိရင်ကျွန်တော်တို့နောက်မှာကကျွန်တော်တို့အဲ့ရေးကိုလည်းလုံလောက်ရှိအောင်အိပ်ဖို့လိုပါတယ်တဲ့ဟောတညကိုအနည်းဆုံး9နာရီကနေပြီးတော့10နာရီ9နာရီအိပ်ဖို့သင့်တယ်တဲ့ဓမ္မစာလျင်နဲ့လူရဲ့ခန္ဓာကိုယ်နဲ့စိတ်ကိုပြန်ပြီးတော့မှသူကအားပြန်ဖြည့်ပေးတယ်အခုကျွန်တော်တို့တွေဖုံးသုံးတယ်ဖုံးပတိကုံသွားတဲ့ဆိုရင်ကျွန်တော်တို့အားသွင်းရတယ်အဲ့ဒီလိုပဲကျွန်တော်တို့ဒီတနေ့သာကျွန်တော်တို့ရဲ့လူခန္ဓာကိုယ်အစိတ်ပိုင်းအလုပ်တွေလုပ်တဲ့ပြင်ပန်းတဲ့အဲ့ချိန်မှာကျွန်တော်တို့တွေကအဲ့လိုအိတ်လိုက်တဲ့အခါမှာကျွန်တော်တို့အားပတိအားပြန်ဝင်လာတာဖြစ်တယ်ခင်ဗျပြီးလို့ရှိရင်တဲ့ကိုယ့်ရဲ့ခံစားချက်တွေကိုလည်းကိုကယူဆိုင်ဖို့လိုတယ်တဲ့ဥမာစာရေးတာတို့အဲ့ဒါဂျာနယ်ရေးတာတို့အဲ့လိုမျိုးရေးတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုလုပ်နေတဲ့အချိန်မှာတဲ့တငယ်ချင်းတွေနဲ့နော်စကားပြောရတဲ့ခါမှာဟလားဘယ်ဖြစ်ကိုစာရေးနေတဲ့သူတယောက်ဆိုရင်ကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်းလေ့ကျင့်ဖြစ်အောင်ခံစားမှုနဲ့နှံ့တမှုရှိအောင်လုပ်ဖို့လိုတယ်ခင်ဗျဘယ်သူနဲ့ပဲကျွန်တော်တို့တွေ့ဘာလို့ပဲပြောဟာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆိုအဲ့လိုလေ့ကျင့်လေးတစ်ခုအောင်ဖြစ်အောင်လေ့ကျင့်ယူဖို့လိုပါတယ်တဲ့နော်ဒါဆိုရင်နောက်တစ်ချက်ကကျွန်တော်တို့ကျမ်းမာရေးရတယ်ဆိုရင်ねကျွန်တော်တစ်ခါတရံမှာလုပ်ရမယ့်အရာတော့မဟုတ်ပါဘူးတဲ့အမြဲတမ်းနေ့စဉ်လေ့ကျင့်ပေးရမှာဖြစ်ပါတယ်တဲ့အဲ့တော့ဒီနေ့ကျွန်တော်တို့လေ့ကျင့်နေတဲ့အလေ့ကျင့်တစ်ခုကိုတဲ့ကျွန်တော်တို့ကစတင်ပြီးလုပ်ပေးဖို့လိုအပ်ပါတယ်တဲ့တကယ်လို့အချိန်ကြာလာတဲ့အမျှတဲ့ကျွန်တော်တို့ရဲ့ဘဝတွေကဘလောက်ပြောင်းလဲသွားတယ်ဆိုတာကိုတဲ့ခံစားရပါလိမ့်မယ်တဲ့အဲကြောင့်မို့တဲ့
ဒီကျမကြီးအလေးကျင့်တွေကိုတဲ့တင့်အတွက်တကယ်မှအရေးကြီးဆုံးဖြစ်ပါတယ်ဆိုတာဖြစ်နေတယ်လဲဆိုတာကိုတဲ့တင်နောက်တစ်ခုမှသိလာပါလိမ့်မယ်တဲ့နော်အဲ့တော့နောက်တစ်ခုမှသိလာပါလိမ့်မယ်တဲ့ဟုတ်ပြီဒါဆိုရင်နောက်တစ်ခုကဘာလဲဆိုရင်ကျွန်တော်တို့မိသားစုဟုတ်လားဟုတ်ပြီကျွန်တော်တို့မိသားစု family မိသားစုဟာတဲ့ကျွန်တော်တို့ရဲ့ချစ်ခင်ရတယ်တဲ့နော်ချစ်သူတွေနဲ့နှက်ဆိုင်တဲ့ချိတ်ဆက်မှုတွေကိုကျွန်တော်တို့တွေကပေးနိုင်တာဖြစ်တယ်ခင်ဗျအဲ့တော့ကျွန်တော်တို့ဒီစကြဝဠာကြီးကကျွန်တော်တို့ကဆက်သွယ်မှုရှိတယ်ဥပမာပြောမယ်ဆိုကိုမိသားစုရှိတဲ့သူပေါ့မိသားစုရှိတဲ့သူတွေကကိုမိသားစုကနေပြီးတော့ကိုတတိယနေတယ်လို့ဟိုကသူ့ကိုတတိယလိုက်တယ်ကိုဒီမှာဒီမှာကိုတတိယလိုက်တာဘယ်လိုများနေလဲဘယ်လိုထိုင်လဲအဲ့လိုတတိယလိုက်တယ်ဆိုရင်ဟိုကလည်းကိုအမြဲတမ်းတတိယနေလို့ဆိုတယ်အဲ့တော့ဒီရှာမာကသူပြောထားတယ်ဒီစာအုပ်ထဲမှာဒီမိသားစုဟာတဲ့စစ်မှန်တဲ့ချမ်းသာမှုကိုကြဲတဲ့တတိယရေးပါဆုံးအရေးကြီးဆုံးအဆင့်ပဲဖြစ်တယ်တဲ့ဘာလို့လဲဆိုရင်ကျွန်တော်မိသားစုတွေချစ်ရသူတွေနှီးစပ်တဲ့သူတွေကတကယ်မှနှက်ဆိုင်ပြီးတော့မှအတိတ်ပဲရှိတဲ့ဆက်ဆံရေးဟိုရှိတဲ့သူတွေတိဆောက်ထားခြင်းဖြစ်တယ်တဲ့အဲ့ဒါကြောင့်မို့တဲ့ဟောလာကြီးကဟိုနဲ့ဆက်သွယ်ချက်အမြဲတမ်းပေးနေတဲ့ကြောင့်မို့ကျွန်တော်တို့တွေကဟောကိုတတိရတယ်လို့ပြောလိုက်တာနဲ့ချက်ချင်းဖုံးဝင်လာတာမျိုးတွေအဲ့လိုမျိုးတွေကြုံတွေ့ရတာဖြစ်တယ်ခင်ဗျအဲ့ဒါကျွန်တော်တို့နှက်ဆိုင်တဲ့တကယ်မှမှန်ကန်တဲ့ဆက်သွယ်ချက်တွေဆက်ဆံရေးတွေရှိတယ်ဆိုတဲ့အကြောင်းကိုရတာဖြစ်တယ်ပြီးလို့ရှိရင်ချမားထပ်ပြောထားသေးတယ်ငွေကြေးတွေတဲ့အများဆုံးရှိသူတွေပင်တဲ့မိသားစုနဲ့ချိတ်ဆက်မှုမကောင်းဘူးဆိုရင်တဲ့နောက်တစ်ချိန်မှာတဲ့နောင်တရတတ်ကြတယ်တဲ့အဲ့လိုမျိုးနောင်တရတာလေးကိုဖြစ်တတ်တယ်လို့သူကအလေးပေးပြီးတော့ပြောဆိုထားတယ်ပြီးတော့ကျွန်တော်တို့ဘဝရဲ့တဲ့နောက်ဆုံးတဲ့အချိန်နော်နောက်ဆုံးနေဝင်ချိန်မှာတော့မှာတဲ့လူအများစုပါတဲ့အလုတ်ထက်ကိုမိသားစုတွေပို့ပြီးတော့မှမဖြတ်နိုင်ကြမိကြဘူးတဲ့အဲ့အတွက်ကြောင့်မို့လဲနောက်ချိန်မှာတို့တွေမိသားစုရဲ့ချမ်းသာမှုကိုမရရှိတဲ့အတွက်ကြောင့်မို့နောင်တရတတ်ကြတယ်တဲ့ပြီးလို့ရှိရင်တဲ့မိသားစုရဲ့ချမ်းသာမှုဟာတဲ့ပျော်ရွှင်မှုတွေပံ့ပိုးမှုတွေတကယ်မှန်ကန်တဲ့ချစ်ခင်မှုတွေကိုပေးဆပ်နိုင်စွမ်းရှိပါတယ်တဲ့နော်အဲ့တော့မိသားစုတွေရဲ့ချမ်းသာမှုကိုတဲ့ happy family happy life happiest လို့လည်းခေါ်တယ်လို့ရှာမာကဆိုထားပါတယ်အဲ့တော့ဒီနေ့ကျွန်တော်တို့တွေကတဲ့ passionate ဘဝဟာနော် passionate မိသားစုကလာတယ်လို့သူကဆိုထားတာဖြစ်ပါတယ်အဲ့တော့ဒီမှာကဆိုရင်ကျွန်တော်တို့တွေနေ့စဉ်ကျွန်တော်တို့အချိန်နဲ့စိတ်တွေထက်သန်မှုတွေရှိတယ်ပြီးရင်ထက်သွင်းပြီးတော့မှအမြဲတမ်းစဉ်းစားနေမှုတွေရှိတယ်ဆိုရင်ကိုယ့်ရဲ့ချစ်ရသူတွေနဲ့ကိုကအတူအမတ်တရားဖြစ်စေတဲ့ခိုက်တန့်လေးမှာကျွန်တော်တို့ perfect moment တွေကိုဖန်တီးခဲ့တဲ့အဓိကအရာတွေပဲဖြစ်တယ်နော်ဟုတ်ပြီတဲ့ဒါဆိုရင်ကျွန်တော်တို့မိသားစုနဲ့ချမ်းသာမှုကိုတဲ့မွေးမိဖို့အဓိကလုပ်ကြမဲ့လေ့ကျင့်နေရပါလဲဆိုရင်ကျွန်တော်တို့က perfect moment ဆိုတဲ့အရာကိုတဲ့လေ့ကျင့်ဖန်တီးဖို့လိုတယ်တဲ့မိသားစုနဲ့အထူးအခိုက်အတန့်တွေမှာရရှိအောင်တွေ့ဆုံအောင်အမြဲတမ်းဖန်တီးပါပြီးလို့ရှိရင်ဥမာညစာအတူစားတာမျိုးတွေဟလာပုံးကင်ပြီးတော့စကားပြောခြင်းတွေနော်ပြီးလို့ရှိရင်ကျွန်တော်တို့ခီးထွက်တာတွေအဲ့ဒါတွေကိုအတူရေမောမောနဲ့ပျော်ပျော်ရွှင်ရွှင်နဲ့မိသားစုနဲ့လုပ်ပါတဲ့အဲ့လိုအမတ်တရားတွေတစ်သက်လုံးမမေ့နိုင်အောင်လုပ်ပါတဲ့အဲ့ဒါဒီကျွန်တော်တို့ချမ်းသာတဲ့စစ်မှန်သောချမ်းသာမှုဖြစ်ပါတယ်တဲ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့တွေတင့်ရဲ့လက်တွဲပေါ်မိသားစုနော်အဲ့တော့ဒီနေ့ကျွန်တော်တို့ကိုယ့်ရဲ့ဇနီးမယားနော်ကိုယ့်ရဲ့ဇနီးမယားအဲ့ဒီသူနဲ့မိသားစုနဲ့လည်းတဲ့တသက်တာညစာသူစားရဖို့အတွက်ကိုအခွင့်အရေးကအများပြန်မှတောင်းခံလောက်တာရှိတယ်လို့ပတ်ချက်ထားပါတဲ့နော်ပတ်ချက်ထားပါတဲ့1000%ဟိုမှာကိုကဘလောက်ပဲကိုမှအလုပ်တွေရှုပ်နေပါစေကိုမိသားစုနဲ့ကိုညစာထမင်းစားဖို့ဆိုရင်ဒီအခွင့်အရေးကိုပေးတင်တယ်တမိုးထားတင်တယ်ဆိုတဲ့အကြောင်းကိုသူကချပြပေးတာဖြစ်ပါတယ်ဒီအချက်ကဆိုရင်ကျွန်တော်တို့အချိန်ကတမိုးထားပြီးတော့မှကျွန်တော်တို့အတူရှိတဲ့အတွက်ကိုဦးစားပေးဖို့ဖြစ်တယ်ဆိုတာကိုတဲ့အသာပါဖြစ်ပါတယ်အဲဒါကိုလည်းကျွန်တော်တို့ကနေ့စဉ်အချိန်ကိုအလဟာတာမဖြစ်စေပါနဲ့တဲ့နော်ကျွန်တော်တို့တွေ
ပြီးလို့ရှိရင်ကျွန်တော်အရေးကြီးဆုံးလူတွေကိုဦးစားပေးပါတဲ့နော်ဟိုအတွက်အရေးကြီးဆုံးလူတွေကဘယ်သူတွေလဲတဲ့ကိစ္စတွေအများကိုဘယ်သူတွေအရေးကြီးတဲ့အရာတွေကိုအရင်အလုပ်လုပ်ပါတဲ့ပြီးရင်နားထောင်ပါတဲ့နားထောင်မှုကိုများများလုပ်ပါပြီးရင်ကျွန်တော်တို့ပံ့ပိုးပေးပါပြီးလို့ရှိရင်အဲ့ဒီသူတွေအတွက်ကိုအချိန်ပေးပါအဲ့တော့ချစ်ခင်မှုတွေနဲ့ကျွန်တော်တို့စကားလုံးတွေနဲ့တာမဟုတ်ဘဲနဲ့ကိုကတကယ်ချစ်ခင်တယ်ဆိုတာဟာကိုကျွန်တော်စကားလုံးနဲ့ကိုတက်တည်မပြဘဲနဲ့လက်တွေ့အလုံးနဲ့လုံးရက်နဲ့တက်တည်ပြပါလို့ပြောပြဒီရှာမာကနေပြီးတော့ဆိုထားပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီအတူတူနေဖို့အချိန်တွေကိုဖန်တီးပါတဲ့ဥပမာနေ့စဉ်သို့မဟုတ်ကျွန်တော်တို့အပတ်စဉ်မိသားစုနဲ့အချိန်ကိုကိုယ်တတ်မှတ်ပါဒီနေ့ငါမိသားစုနဲ့ငါဘယ်လောက်နေမယ်နော်ငါမိသားစုနဲ့ငါဘယ်လောက်ထိပျော်ရွှင်မှုရှိအောင်လုပ်မယ်ဆိုတာကိုတတ်မှတ်ပါတဲ့ဥပမာညနေကိုကိုယ်လမ်းတူလျှောက်တာတွေဂိမ်းအတူကစားတာတွေပြီးလို့ရှိရင်အတူချက်ပြုတ်တာတွေနော်အဲ့လိုလေ့ကျင့်တွေကိုတဲ့ကိုကမိသားစုရဲ့စိတ်ချင်းချိတ်ဆက်မှုဖြစ်အောင်နော်အဲ့လိုမျိုးကိုယ်အမြဲတမ်းတတိယအောင်ခိုင်မာမှုရှိအောင်ကိုကတိဆောက်ဖို့လိုပါတယ်တဲ့အနောက်ချက်ကဘာလဲဆိုရင်ကျွန်တော်တို့တွေကခွင့်လွှတ်ခြင်းနဲ့ကျေးဇူးတင်ခြင်းရှိဖို့လိုတယ်တဲ့နော်ဥပမာအမားတွေတွေ့တယ်အမားတွေကိုခွင့်လွှတ်လိုက်မယ်ကျေးဇူးရှိတဲ့အရာကိုကျွန်တော်တို့ကျေးဇူးရှိတယ်အဲ့ဒါကိုအမြဲတမ်းပေါ်ပြမယ်အဲ့ဒီအရာတွေရတဲ့ကိုယ့်ရဲ့ဆက်ဆံရေးကိုပို့ပြီးတော့မှနှွေးထွေးစေတဲ့အရာတွေပဲဖြစ်ပါတယ်တဲ့ပြီးလို့ရှိရင်ကျွန်တော်တို့မိသားစုဟာတဲ့ချမ်းသာလောက်ပဲချမ်းသာသည်ဖြစ်စေတဲ့မိသားစုရဲ့နဲ့ပေါ့နော်ရရှိတဲ့ချမ်းသာမှုဟာတဲ့ဘလို့မှငွေကြေးနဲ့ဝယ်ယူလို့မရနိုင်ပါဘူးတဲ့နော်ပြီးတော့အချိန်ကျွန်တော်တို့ view ဆိုင်မှုနဲ့ချစ်ခင်မှုကိုပေကားတာတဲ့ကိုယ့်ရဲ့ချမ်းသာမှုကိုရရှိစေမှာဖြစ်ပါတယ်အဲကြောင့်မို့ဒီကနေ့မိတ်ဆွေတို့အနေနဲ့အဲ့ဒီအရာတွေမလုပ်ရသေးဘူးဆိုရင်ဒီနေ့ပဲစတင်ပြီးတော့လုပ်လိုက်ပါတဲ့ကိုယ့်ရဲ့ချစ်ရတဲ့သူတဦးနဲ့ဟိုဖုံးဆက်ပါပြီးလို့ရှိရင်အတူအချိန်လေးအတူနေရဖို့အချိန်လေးကိုဖန်တီးပါတဲ့အဲ့လိုအချိန်ကြာလာတဲ့အမျှတဲ့တင်းရဲ့ဘဝပို့ပြီးတော့မှပြည့်စုံလာမှာဖြစ်တယ်လို့ရှာမာကနေပြီးတော့ပြောရတယ်အဲ့တော့ဒီလိုမိသားစုရဲ့အချိန်တွေကိုကိုကစတင်ဖို့အတွက်ဘလို့အလေးချင်းနေတင်စတင်ပါသလိုစတင်လိုပါတယ်လဲဆိုတာကိုလည်းတဲ့ဟိုပြထားလို့ရပါတယ်တဲ့နော်အဲ့တော့နောက်တစ်ခုမှထပ်ပြီးတော့လေ့လာကြည့်အောင်တဲ့ဟုတ်ကဲ့အဲ့တော့နောက်တစ်ခုကကျွန်တော်တို့ဗာလဲဆိုရင်ဟောနာ craft ဆိုရဲကျွန်တော်တို့လက်မှုပညာနော် craft လက်မှုပညာကျွန်တော်တို့တွေကကျွန်တော်တို့အလုပ်တွေတော့မဟုတ်ဒါမှမဟုတ်ရင်တဲ့ကျွန်တော်တို့ခေါ်ဆိုမှုတွေပြီးကိုတို့မှာကျွမ်းကျင်တဲ့အရာတွေပြီးရင်စိတ်အားထက်သန်မှုတွေအမြဲတမ်းရှိဖို့လိုပါတယ်တဲ့အဲကြောင့်မို့ရိုဘင်ရှာမာနေပြီးတော့ဒီစာအုပ်ထဲမှာသူကလက်မှုပညာကပေါ်လာတယ်စစ်မှန်တဲ့ချမ်းသာမှုရဲ့စရုပ်ထပုံစံဖြစ်တယ်လို့သူကဆိုညွှန်းထားတာဖြစ်ပါတယ်အဲ့တော့ဒီမှာနဲ့ကျွန်တော်တို့တွေဟာတဲ့ကိုယ့်ရဲ့အလုပ်ထဲမှာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်ကိုကဘာလို့ပဲလုပ်ကိုက professional ကြားဖို့လိုတယ်အဲ့တော့ကိုယ့်ရဲ့ professional ကြားတယ်ကိုကအဆိုရင်ကိုယ့်လည်းအလုပ်ထဲမှာကိုကကျွမ်းကျင်တယ်ဖြစ်ဖြစ်နဲ့ကိုကျွမ်းကျင်တဲ့ကျွမ်းကျင်အောင်ဥမာအလုပ်တစ်ခုကိုလုပ်တယ်ဘာအလုပ်ကိုပဲလုပ်ကိုကျွမ်းကျင်တဲ့ကျွမ်းကျင်အောင်အများနဲ့လေ့လာမယ်သင်ယူမယ်လေ့လာမယ်သင်ယူမယ်ဆိုရင်ကိုကကျွမ်းကျင်မှုတွေရရှိလာတာနဲ့အများတဲ့ကိုအတွက်ငွေရှာဖို့အတွက်ဟာအလကားတာစဉ်းစားကြမလို့တော့ဘူးတဲ့အဲ့တော့ကိုကဒါလည်းရည်ရွယ်ချက်ရှိတဲ့ပလပောင်းအဖြစ်ကိုတဲ့ကိုကပြောင်းလဲဖို့ပဲလိုပါတယ်တဲ့အဲ့တော့ဒီရှာမာကနေပြီးတော့သူကပြောရတယ်တင်းအလုပ်ကိုတဲ့ဘာအလုပ်ကိုပဲလုပ်လို့တဲ့ကိုယ့်ရဲ့ကိုယ်ပိုင်ဟာလာပါရမီကိုတဲ့ပြည့်ဝပေါ်ပြဖို့လိုတယ်တဲ့နော်ကိုယ့်ရဲ့ကိုဘာလုပ်ကိုပဲလုပ်ကိုယ့်ရဲ့အလုပ်ကိုဟိုကတကယ်စေတနာစိတ်ဖြင်းထားပြီးတော့မှဟိုပြည့်ဝဟိုလှုပ်ဆောင်ပြီးဖို့အတွက်ကိုလောက်ကင်ပြဖို့လိုတယ်တဲ့အဲ့တော့မှကိုယ့်ရဲ့ရည်ချင်းကိုပေါ်ပြဖို့လိုတယ်တဲ့အဲ့ကမှာတဲ့ကျွန်တော်တို့ကဘာကြီးကိုတဲ့ကျွန်တော်တို့ကောင်းမွန်မှုအတွက်တဲ့အခွင့်အရေးတွေအဖြစ်ချွတ်မြင်လာမယ်တဲ့အဲ့တော့မှဒါကျွန်တော်တို့ကအလေးပေးခြင်းခံရမယ်တဲ့ဥပမာပြောမယ်ဆိုရင်အခုကျွန်တော်တို့ YouTube မှာကျွန်တော်တို့အခုလိုခဏနဲ့ကျွန်တော်တို့ Facebook မှာအခုကျွန်တော်တို့ line ဆွလွှင့်တယ်အဲ့ line ဆွလွှင့်ပြီးတော့မိတ်ဆွေတို့ကိုကျွန်တော်အသိပညာပို့စုတာတွေပေးတယ်အဲ့ဒီလိုမျိုးကျွန်တော်တို့တွေလုပ်ပေးတဲ့အခါမှာကျွန်တော်တို့
တဖြည်းဖြည်းနဲ့ကျွန်တော်တို့ရဲ့စင်တွေကစကားသံတွေကိုမိတ်ဆွေတို့ကကြားပြီးတော့မှတဖြည်းဖြည်းနဲ့အလေးပေးတာဖြစ်လာလိမ့်မယ်အဲ့ဒါဟာကျွန်တော်တို့ငွေကြေးတွေတွက်တာမဟုတ်ဘဲနဲ့နော်ကျွန်တော်တို့ရဲ့စိတ်ချမ်းသာမှုစိတ်အားထက်သန်မှုတွေကိုပျောက်ဆုံးသွားမှာကြောက်လို့အဲ့ဒီအရာတွေကိုမပျောက်ဆုံးနိုင်အောင်လို့ကျွန်တော်တို့လှုပ်ဆောင်နေခြင်းဖြစ်တယ်တဲ့အဲ့ဒီခါမှာကျွန်တော်တို့ကဘဝဟာတဲ့အတိတ်ပဲမဲ့တဲ့အရာတွေမဖြစ်လာနိုင်တော့ဘူးအဲ့ဒီခါမှာကျွန်တော်တို့ကစိတ်အားထက်သန်မှုနဲ့ကျွမ်းကျင်မှုတွေရှိတဲ့အခါမှာအလုပ်ကကိုယ့်အတွက်ပျော်ရွှင်မှုနဲ့ပြည့်စုံမှုကိုပေးနိုင်လာတာဖြစ်ပါတယ်ခင်ဗျဟုတ်ပြီဒါဆိုရင်တဲ့ကျွန်တော်တို့တွေကျွမ်းကျင်မှုကိုတဲ့ကျွန်တော်တို့ကဘယ်လိုရေးထားလဲသူကဘယ်လိုပြောထားလဲဆိုရင် the word is နော် platform of the first purpose habit အဲ့လိုဆိုတာနော်အဲ့ကျွန်တော်တို့ရဲ့အလုပ်ရဲ့ကျွမ်းကျင်မှုရည်ချက်ဟာတဲ့အလုပ်ငန်းပဲဖြစ်တယ်ဆိုပြီးပြောရတယ်အဲ့တော့ကျွန်တော်လုပ်ငန်းပြောင်းလဲခြင်းဟာကျွန်တော်တို့ရဲ့ကျွမ်းကျင်မှုကိုမြင့်တင်တယ်ပြီးလို့ရှိရင်စိတ်အားထက်သန်မှုကိုထိမ့်သိမ်းပေးတာခြင်းဖြစ်တယ်အဲ့တို့ကြောင့်မို့ကိုယ်ပိုင်အလားလာကိုအပြည့်အဝရရှိနိုင်တာဖြစ်တယ်ခင်ဗျအဲ့တော့ဒီနေ့ကျွန်တော်တို့ရဲ့ဒီလက်မှုပညာကိုကျွန်တော်တို့မွေးမြူဖို့ဆိုရင်အဓိကလေ့ကျင့်မှာဘာတွေလုပ်လေ့ကျင့်ရမလဲဆိုရင်တဲ့ဒီရှာမာကနေပြီးတော့အလုပ်ကိုတဲ့ရည်ရွယ်ချက်တဲ့မြင်ပါတဲ့ဥပမာကိုဘာလုပ်ကိုပဲလုပ်ကိုကရည်ရွယ်ချက်ဆိုတဲ့ຢာလေးထားပါတဲ့ဥပမာကိုကငွေရှာဖို့ပဲဖြစ်ဖြစ်ဟုတ်လားကိုရဲ့ကျွမ်းကျင်မှုကိုပေါ်ထုတ်ဖို့ပဲဖြစ်ဖြစ်ကဘာကြီးကိုအကျိုးမြတ်ပြုနိုင်မယ်ဆိုတဲ့ရည်ရွယ်ချက်ထားပါတဲ့ပြီးလို့ရှိရင်ကိုရဲ့အမြင်ကလည်းအလုပ်ကိုတကယ်ချစ်စရာဖြစ်စရာလုပ်ရမယ်တဲ့နော်ပြီးလို့ရှိရင်နံပါတ်1ကတဲ့ကိုရဲ့ကျွမ်းကျင်မှုကိုတဲ့အမြဲတမ်းအစစ်မြင့်တင်ရမယ်တဲ့ကျွန်တော်တို့နေ့စဉ်ကိုရဲ့ကျွမ်းကျင်မှုတွေကိုနေ့စဉ်ကျွန်တော်လေ့ကျင့်ရမယ်သင်ယူရမယ်ပြီးလို့ရှိရင်ဒီတဲ့ကောင်းတဲ့ကောင်းလာအောင်ကျွန်တော်ကြိုးစားရမယ်အဲ့တော့မှသာလေအလုပ်ကိုကျွန်တော်တို့က7 Mary Wall လို့လုပ်ဆောင်ရမှာဖြစ်ပါတယ်တဲ့နော်အဲ့တော့မှသာလေကျွန်တော်တို့အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်နိုင်မှာဖြစ်တယ်ပြီးရင်ကျွန်တော်တို့စိတ်အားထက်သန်မှုတွေကိုထိမ့်သိမ့်မှုလိုတယ်အဲ့တော့ကျွန်တော်ဒီအလုပ်ထဲမှာကွာဘာအလုပ်ကိုပဲလုပ်ကျွန်တော်တို့ငွေအတွက်နဲ့အလုံးမလုပ်ပါနဲ့တဲ့နော်အလုပ်ကကိုပုံမကောင်းမွန်တဲ့လူတဦးဖြစ်စေအောင်အတိအစမ်းနေအဲ့လိုပါရမီတွေကိုသူကရှာပေးမဲ့လူဖြစ်တယ်တဲ့အဲ့လိုကိုကဒီအလုပ်ကိုလုပ်လိုက်တယ်ငါဒီလုပ်လိုက်ငါဒီလုပ်ထဲကဘာဘုတ်ရမှာလဲဘာအတွေးခေါ်ရမှာလဲဘာအဲ့ဒီလိုမျိုးရအောင်ကိုကရှာဖွေတဲ့သူတို့ကိုကယုံကြည်ရမယ်တဲ့ပြီးရင်တဲ့အောင်မြင်မှုကိုလည်းတဲ့ဘရောမှမယူဆပါနဲ့တဲ့ငါအောင်မြင်မှုရတာပဲအောင်မြင်မှုငါမှအောင်မြင်မှုရှိနေပြီဟလားဆိုပြီးတော့မာနတက်ပြီးတော့မထားပါနဲ့တဲ့အဲ့လိုထားတဲ့အခါကျ Noti Fresh Life Success ကိုတို့ရှာမာကသတိပေးထားပါတယ်နော်အဲ့တော့ Noti Fresh Life Success လို့သူကသတိပေးထားတယ်အဲ့အတွက်ကြောင့်မို့နောက်တစ်ချက်ကျွန်တော်တို့တွေကအပြုသဘောနဲ့ပတ်ဝန်းကျင်ကိုတိဆောက်ဖို့လိုပါတယ်တဲ့ကျွန်တော်တို့စွမ်းအင်စုပ်ယူသူတွေenergy နော် energy weapons ကိုရှောင်ဖို့လိုတယ်ပြီးလို့ရှိရင်စိတ်အားထက်သန်မှုတွေပေးတယ်ပြီးရင်စိတ်အားထက်သန်မှုတွေပေးတဲ့လူတွေနော်စာအုပ်တွေအဲ့လိုနေရာနဲ့အဲ့လိုပတ်ဝန်းကျင်ကိုရွေးချယ်ပြီးနေဖို့လိုပါတယ်တဲ့နော်အခုကိုယ့်အတွက် energy မရှိဘဲနဲ့ negative တွေကိုပဲပေးတဲ့နေရာတွေကိုကိုကအမြဲတမ်းရှောင်ရှားဖို့လိုပါတယ်တဲ့နော်အဲ့တော့တင်လုပ်နေတဲ့နေရာမှာကိုကအလင်းရောင်ကောင်းကောင်းရှိသလားပြီးရင်လှုပ်ဆောင်မှုရှိအောင်ကိုအမြဲတမ်းပြင်ဆင်ဖို့လိုပါတယ်ခင်ဗျနောက်နံပါတ်ချက်ကအလုပ်ကိုကျွန်တော်တို့တွေကချစ်ခင်တဲ့စကားလုံးတွေနဲ့ပေါ်ပြပေးဖို့လိုတယ်အဲ့တော့ဒီအလုပ်ကိုကိုကလုပ်တယ်ဆိုရင်အမြဲတမ်းဘာလုပ်ကိုပဲလုပ်ကိုကအလုပ်ကိုအစိုးမြင်တဲ့စကားလုံးတွေနဲ့မပြောဘဲနဲ့ကိုကအမြဲတမ်းအကောင်းမြင်စိတ်နဲ့အမြဲတမ်းမြင်မဲ့သူ့သဘောဆောင်တဲ့စကားလုံးတွေကိုစိတ်ထားတွေကိုကိုကအမြဲတမ်းပြောင်းလဲပြပေးထားမယ်ခင်ဗျနော်အဲ့တော့ဒီနေ့လုပ်ဖို့ပညာဆိုတာလေတဲ့နော်ချမ်းသာမှုရဲ့အလုပ်ကိုရိုးအလုပ်တစ်ခုလို့မဟုတ်ဘဲနဲ့ကိုရဲ့ professional ဟုတ်လားအဲ့လိုမျိုးလုပ်ခြင်းအပြင်လည်းဘဝရဲ့ရည်ရွယ်ချက်ကိုအဖြစ်ပြောင်းလဲပေးနိုင်ပါတယ်တဲ့အဲကြောင့်မို့တဲ့တင်တကယ်လို့မလုပ်ရသေးဘူးဆိုရင်လည်း
ခုချိန်ကစပြီးတော့မှတင်းစတင်ပြီးတော့လှုပ်ဆောင်လိုက်ပါတဲ့နော်ကိုလှုပ်တဲ့အလုပ်ကိုရေချက်ရှိအောင်ပြန်လည်ပြီးတော့မြင်ကြည့်ပါတဲ့ဥမာကိုကသူများအလုပ်လုပ်နေတယ်ဒါပေမဲ့လည်းကိုကစိတ်ထဲကနေပြီးတော့မှတကယ်ခံစားချက်လေးနဲ့တကယ်ကိုယ့်ရဲ့ရင်ထဲကနေကိုချင်းစာစိတ်နဲ့ကိုသာဒီနေရာမှာငါသာဒီနေရာမှာသေးဖြစ်ခဲ့ရင်ဆိုတဲ့အဲ့လိုမျိုးခံစားချက်လေးနဲ့တဲ့အကောင်းမြင်စိတ်လေးထားပြီးတော့ပြန်မြင်ကြည့်ပါတဲ့အဲဆိုရင်ကိုလှုပ်တဲ့အလုပ်တစ်ခုကတနေ့တစ်ခုကိုကျွမ်းကျင်မှုကိုအမြဲတမ်းမြင့်တင်ပြီးတော့ယူဆသွားပါတဲ့အဲ့လိုအချိန်ကြာတာကာလကြာတာနဲ့အများသင်ကလှုပ်ထဲမှာတဖြည်းဖြည်းနဲ့ပျော်ရွှင်ပြီးတော့မှအရင်မြစ်အလုပ်ကကိုယ့်အတွက်အရင်မြစ်တစ်ခုဖြစ်လာပါလိမ့်မယ်တဲ့အဲ့တော့နောက်တစ်ခုကကျွန်တော်တို့ကြည့်မယ်ဆိုရင်ကျွန်တော်တို့ငွေကြေးမနီနော်ဒီဒါဆိုရင်ကျွန်တော်တို့မနီတဲ့မနီဆိုတာလည်းဘယ်လိုမနီမျိုးလဲတဲ့ကျွန်တော်တို့မနီရတဲ့စစ်မှန်တဲ့ကျွန်တော်တို့ချမ်းသာမှုကိုတဲ့ပစ္စမမြောက်ပေါ့နော်ပုံစံဖြစ်ပါတယ်တဲ့အဲ့တော့ဟုတ်ပါတယ်တဲ့ဒီငွေကြေးကိုတဲ့ဘာလို့ထည့်သွင်းထားရလဲဆိုရင်တခုတည်းတော့မဟုတ်ပါဘူးတဲ့နော်ရှာပါကငွေကြေးချမ်းသာမှုတည်တဲ့မကောင်းမှုကိုမကောင်းမှုမဟုတ်ကြောင်းကိုတဲ့အပြစ်ရှိတယ်လို့လည်းမဆိုလို့ပါဘူးတဲ့ဒါပေမဲ့လည်းတဲ့ငွေကြေးချမ်းသာမှုကြောင့်အပြစ်မရှိဘူးဆိုတာကိုလေးပေးထားပါတယ်တဲ့ဒါပေမဲ့အဲ့ဒီငွေကြေးကဘယ်လိုငွေကြေးမျိုးလဲဆိုရင်လွတ်လပ်တော့ငွေကြေးတဲ့နော်ငွေကြေးလွတ်လပ်မှုနော် financial freedom နော် financial freedom ဆိုတဲ့ငွေကြေးလွတ်လပ်မှုကိုဒီကလည်းတဲ့ဘဝကိုတဲ့ပုံမပြီးတော့မလွတ်လပ်စွာနေထိုင်နိုင်ဖို့နဲ့ကိုယ့်ရဲ့ချစ်တဲ့သူတွေအတွက်ကိုကောင်းမွန်စွာလှုပ်ဆောင်နိုင်ဖို့အတွက်စိတ်ဝင်စားပွဲစီစဉ်ပဲဖြစ်ပါတယ်တဲ့ဥပမာတဲ့ကျွန်တော်တို့ကျမ်းမာရေးတဲ့မိသားစုတဲ့ဒီလိုဆွမ်းသားကန်းတွေကိုတဲ့အပြည့်အဝမခံစားနိုင်ဘူးတဲ့ဒီကမရှိဘူးဆိုရင်လည်းပဲတဲ့အားကြောင့်မို့တဲ့ငွေကြေးရလဲတဲ့ဦးစားပေးတဲ့အစ်စ်မှာတဲ့အရေးကြီးသောအရာတစ်ခုဖြစ်နိုင်ပါတယ်တဲ့တကယ်လို့များတဲ့ကိုကငွေကြေးကိုပဲဦးစားပေးပြီးတော့မှအလုပ်ကိုလုပ်မယ်ဆိုရင်တဲ့အဲ့ဒီအရာတွေအရေးကြီးတဲ့အရာတွေကိုဟိုကဆုံးရှုံးသွားနိုင်ပါတယ်တဲ့အဲ့တော့ငွေကြေးကျွန်တော်တို့ချမ်းသာမှုဆိုတာတဲ့နော် the prioritize of the future for freedom habits လို့ခေါ်ပါတယ်တဲ့အဲ့တော့ငွေကြေးလွတ်လပ်မှုရဲ့ဆိုင်ရာတဲ့ကျွန်တော်တို့တွေအလွန်ကျွံနော်ရည်ရွယ်မှုအတွက်ဆိုတာတဲ့အတုံးချဖို့အတွက်ရည်ရွယ်တာဖြစ်တယ်တဲ့အဲ့တော့ဒီနေ့အလွန်ကျွံချမ်းသာဖို့လည်းမဟုတ်ဘူးတဲ့နော်နေချင်းအဓိကရရှိဖို့အတွက်အရေးကြီးတဲ့လုံလောက်တဲ့ငွေကြေးကိုရွေးချယ်မှုအခွင့်အလမ်းတွေကိုဖွင့်ပေးဖို့ပဲဖြစ်ပါတယ်တဲ့အဲ့တော့ဒီနေ့ငွေကြေးခွန်လွတ်လပ်မှုကိုတဲ့ကျွန်တော်တို့တွေကမွေးမိဖို့ဆိုရင်အဓိကလေ့ကျင့်ရမှာဘာတွေလေ့ကျင့်လဲဆိုရင်ချက်မှာကသူကပြောရတဲ့ဘီယန်နာတွေနဲ့ဘီယန်နာတွေနဲ့ကျွန်တော်တို့ချမ်းသာတဲ့သူတွေများမှာတွေကတဲ့တင်ယူခဲ့တဲ့အလေ့ကျင့်တွေကိုတဲ့ကျွန်တော်အခြေခံပြုတ်ပြီးတော့တဲ့အကြံပြုချင်ပါတယ်တဲ့အဲ့ဒီနီလန်းတွေကဘာလဲဆိုရင်တဲ့ကျွန်တော်တို့ငွေကြေးကိုတဲ့ရေရှည်တည်တံ့ခိုင်မြဲစေဖို့လိုတယ်တဲ့အဲ့ဒီနေ့ငွေကြေးကိုကျွန်တော်ရည်ရွယ်ချက်ရှိနဲ့လောင်စာအဖြစ်ကိုကျွန်တော်တို့ရှုမြင်ရမယ်တဲ့နော်ငွေကိုကိုယ်ပိုင်လွတ်လပ်မှုရှိရမယ်ရရောမှုနဲ့ကျွန်တော်တို့ချစ်သူတွေကိုအမြဲတမ်းလိုချင်သလောက်ပံ့ပိုးပေးနိုင်ရမယ်အတွက်ဒါဖြစ်တယ်တဲ့အဲ့လိုမျိုးအသုံးပြုနိုင်ရမယ်တဲ့ပြီးလို့ရှိရင်လည်းငွေကြေးရတဲ့မကောင်းမှုဆိုတာမဟုတ်ပါဘူးတဲ့နော်ကိုယ့်ရဲ့တဲ့တုံးချတဲ့သူပေါ်မှာပဲမူတည်ပါတယ်တဲ့နော်ကိုကဘယ်လိုအတုံးချမှာလဲအဲ့လိုပေါ်မှာမူတည်ရဲ့တဲ့နော်ငွေကြေးချမ်းသာတဲ့လူတွေကမကောင်းဘူးလို့သူကမြင်ကြတယ်အဲ့ဒါမဟုတ်ပါဘူးတဲ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ရေချေငွေကြေးစီမံခန့်ခွဲမှုကိုကျွန်တော်တို့ကလုပ်တတ်အောင်လေ့ကျင့်ရမယ်တဲ့ဒီနေ့ဝင်ငွေတဲ့ကျွန်တော်တို့ကသုံးငွေကျွန်တော်တို့ထွက်ငွေကိုနည်းတဲ့လာအောင်တော့ထိမ့်သိမ့်မှုလိုတယ်ပြီးရင်ကျွန်တော်တို့ယင်းနှိမ့်မြောက်နှံမှုတွေလှုပ်ဆောင်မှုလိုတယ်ပြီးရင်ကျွန်တော်ချွေတာမှုနဲ့စီးပွားရေးပညာရှင်တွေနဲ့ကျွန်တော်တို့ကလေ့လာသင်ယူဖို့လိုတယ်တဲ့အဲ့တော့ပြီးလို့ရှိရင်ဒီကျွန်တော်တို့ငွေကြေးကိုကျွန်တော်တို့စမတ်ကြနဲ့ကျွန်တော်တို့က profit ကြစီမံခန့်ခွဲခြင်းဟာလေကျွန်တော်တို့လွတ်လပ်တဲ့ငွေကြေးရရှိမှုဖြစ်ပါတယ်တဲ့အဲ့တော့ဒီနေ့ကျွန်တော်တို့ငွေကြေးကိုတဲ့အလွန်ကျွံချမ်းသာဖို့ပဲမလိုပါဘူးတဲ့ဒါပေမဲ့သင်ရဲ့ဘဝမှာ
ကိုဘွားမှာလိုအပ်တဲ့ပုံစံအတွက်ကိုလုံလောက်တဲ့ပမာဏပဲရှာဖွေပါတဲ့အဲ့ဒီຢာတွေရတဲ့ကိုလိုကိုစိတ်ဖြစ်စီမှုတွေရှော့ချပြီးတော့မှတခြားစည်းစိမ်တွေကိုလည်းဟိုကအာယုံစိုက်စီနိုင်မှာဖြစ်ပါတယ်တဲ့ပြီးရှင်ကျွန်တော်ရက်ရောမှုနဲ့ပေးကမ်းမှုကိုလည်းလေ့ကျင့်ပါတဲ့ကျွန်တော်တို့မှာရရှိတဲ့အရာကိုကျွန်တော်ပြန်ပြီးတော့ပေးကမ်းတတ်အောင်လေ့ကျင့်ပါတဲ့နော်အဲ့တော့ကျွန်တော်တို့ငွေကြေးတွေရှိလာတဲ့အခါမှာအခြားသူတွေကိုများများကူညီပေးပါတဲ့နော်ဥပမာအလူတန်းချင်းတွေဒါမှမဟုတ်ပံ့ပိုးခြင်းတွေအဲ့တော့ငွေကြေးကိုပို့ပြီးတော့မှအဓိပ္ပာယ်ရှိအောင်ကျွန်တော်တို့ကပျော်ရွှင်မှုတွေပိုတဲ့တိုးပါအောင်လှုပ်ဆောင်ဖို့လိုပါတယ်တဲ့ပြီးရင်ငွေကြေးရှာရှိပြီဆိုရင်ကိုယ့်ရဲ့စိတ်ထားကိုပြုပြင်ဖို့လိုပါတယ်တဲ့နော်ငွေကြေးရတဲ့ကြောက်ရွံ့မှုဒါမှမဟုတ်ရင်တဲ့လောဘဆိုတဲ့အရာကိုမဖြစ်စေပါနဲ့တဲ့နော်အဲ့တော့ကျေးဇူးတင်ရှိတဲ့အရာရတဲ့ပညာရှိတွေရဲ့စီမံခန့်ခွဲမှုကိုလည်းကိုကလေ့ကျင့်ဖို့လိုတယ်တဲ့ချမ်းသာသူတွေကငွေကြေးကိုကရိယာအဖြစ်တာမြင်ကြတာဖြစ်တယ်တဲ့တချို့တွေကငွေကြေးကိုလက်နက်အဖြစ်အသုံးချကြတာဖြစ်တယ်ခင်ဗျအဲ့တော့ဒီနေ့ငွေကြေးလွတ်လပ်မှုဟာဆိုရင်ကျွန်တော်တို့အခြားစည်းစိမ်တွေကိုပံ့ပိုးပေးသောအရာတစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့သူတစ်ခုတည်းရှိတော်နဲ့လည်းမပြီးပြည့်စုံပါဘူးတဲ့နော်ငွေကြေးတစ်ခုတည်းလည်းမဟုတ်ပါဘူးတဲ့အဲ့တော့ငွေကြေးရှိရင်ကျွန်တော်တို့ကကျန်းမာရေးပိုကောင်းအောင်ကိုမိသားစုအချိန်ရှိတဲ့စွန့်စားကန်းတွေပို့ပြီးတော့လုပ်နိုင်တယ်ဆိုတဲ့အရာတစ်ခုပဲဖြစ်ပါတယ်တဲ့အဲဒါကြောင့်မို့တဲ့ကျွန်တော်ငွေကြေးမရှိရင်လည်းပဲအခြားစည်းစိမ်တွေလည်းချမ်းသာအောင်တော့လုပ်နိုင်ပါသေးတယ်တဲ့ဒါပေမဲ့တဲ့မိတ်ဆွေတို့အနေနဲ့မလုပ်ရသေးဘူးဆိုရင်ဒီနေ့ကနေ့ပဲစပြီးတော့လုပ်ဆောင်ပါတဲ့တင်းရဲ့ငွေကြေးအစီအစဉ်ကိုပြန်လည်သုံးသပ်ပါတဲ့ဒီနေ့တစ်ခုရဲ့ဟိုချွတ်တာမှုဒါမှမဟုတ်ရင်တစ်ခုကိုယင်းနှိမ့်မြုပ်နှံမှုကိုစတင်ပါတဲ့ဥပမာကိုအတွက်အသုံးဝင်တဲ့အရာကိုအလကားတော့ဝင်မဲ့အစားကိုကတခြားနေရာမှာယင်းနှိမ့်မြုပ်နှံမှုကိုလှုပ်ဆောင်ဖို့အတွက်ကိုစတင်ပါလို့ကြံပေးတာဖြစ်ပါတယ်အဲ့ခါမှာသူကအချိန်ကြာလာတဲ့အမြငွေကြေးရဲ့လွတ်လပ်မှုဟာကိုယ့်ရဲ့ဘဝကိုပုံပို့ပြီးတော့မှလွတ်လပ်စေမှာဖြစ်ပါတယ်တဲ့ဒါကကျွန်တော်တို့ money နော်ဟုတ်ပြီဒါဆိုရင်နောက်တစ်ခုကကျွန်တော်တို့ community community ဆိုတဲ့ကျွန်တော်တို့အတိုင်းဝိုင်းဖွဲ့စည်းတိုင်းဝိုင်းရလေတဲ့အခြားသူတွေအတွက်ပတ်မမှုတစ်ခုဖြစ်ပါတယ်တဲ့အဲ့တော့ဒီ Robin Sharma ကနေပြီးတော့မှဒီစာအုပ်ထဲမှာသူကပြောထားတဲ့ဒီ community ဆိုတာကလည်းတဲ့အတိုင်းဝိုင်းရလေပဲပေါ့နော်ကျွန်တော်တို့စစ်မှန်တဲ့ချမ်းသာမှုရဲ့စသမားမြောက်ပုံစံတစ်ခုဖြစ်ပါတယ်တဲ့အဲ့တော့မှဒီအရာတွေဟာတဲ့တစ်မှာပါဝင်နေတဲ့အဖွဲ့အစည်းတွေလူမှုအဖွဲ့အစည်းတွေဒါမှမဟုတ်ရင်ကမ္ဘာမှာချိတ်ဆက်မှုတွေကကျွန်တော်တို့လိုတဲ့အဲ့တော့မှလည်းကျွန်တော်အခြားသူတွေကိုကျွန်တော်ပံ့ပိုးပေးခြင်းတွေဖြစ်ပါတယ်တဲ့အဲ့ဒါကြောင့်မို့အရှာမာကပြောထားတယ်လူသားတွေအများကြီးရတဲ့တူးတဲ့မနေနိုင်တာကြောင့်တဲ့အဲ့ကြောင့်မို့အတိုင်းဝိုင်းတွေမှာပါဝင်မှုတွေပံ့ပိုးမှုတွေကပါတယ်ပြီးတော့ပျော်ရွှင်မှုနဲ့ရည်ရွယ်ချက်တွေကိုခန္ဓာရည်ကိုပေးတယ်လို့ဆိုထားပါတယ်ခင်ဗျအဲ့တော့ငွေကြေးအများဆုံးရှိတဲ့သူတွေကဆိုရင်တဲ့ချို့တွေကတဲ့အတိုင်းဝိုင်းမရှိကြပါဘူးတဲ့ချို့တွေကအတ္တမနာတွေကြောင့်မို့အထီးကျန်မှုတွေကိုခံစားတတ်ကြရတယ်တဲ့အဲ့ဒီခါမှာတဲ့ကျွန်တော်တို့အတိုင်းဝိုင်းရှိတဲ့လူတွေကတဲ့ချမ်းသာမှုတည်တဲ့တင့်ကိုချစ်ခင်မှုတွေကိုခံစားစေရမှာဖြစ်တယ်တဲ့အဲ့ဒီတော့ကြောင့်မို့တဲ့တင်လဲတဲ့ခြားသူမျိုးကိုချစ်ခင်မှုပေးနိုင်မှာဖြစ်နိုင်အောင်လှုပ်ဆောင်ဖို့လိုပါတယ်တဲ့အဲ့တော့ဒီပုံစံကိုတဲ့ကြည့်တင်ပါတယ်တဲ့အဲ့ဒါဘာလဲဆိုရင် the Bolognese contributions habits လို့ခေါ်ပြီးတော့မှာတဲ့ဒီပါဝင်တဲ့ဒီ the Bolognese နဲ့တဲ့ပံ့ပိုးမှုတဲ့ commemoration နှစ်ခုကိုတဲ့ကျွန်တော်တို့ကတဲ့မျှတဖို့လိုအပ်တယ်တဲ့အဲ့ဒီကမှာတဲ့ကျွန်တော်တို့အတိုင်းဝိုင်းမှာရှိနေုံမဟုတ်ဘဲနဲ့ကျွန်တော်တို့တက်ကြတာပါဝင်ပြီးတော့မှအကျိုးပြုဖို့အတွက်အရေးကြီးပါတယ်တဲ့နော်အဲ့တော့ကျွန်တော်တို့ဒီလူအတိုင်းဝိုင်းမှာတဲ့ချမ်းသာဖို့ဆိုရင်အတိကမွေးမြူဖို့အတွက်ကတဲ့ဘာတွေလိုလဲဆိုရင်ကျွန်တော်တို့တွေကတဲ့ဒီကိုယ့်ရဲ့ကျမ်းမာမှုတွေဟာလားလမ်းညွှန်ချက်တွေနီးလန်းတွေအဲ့တော့ပြီးတော့မှကျွန်တော်တို့လူအတိုင်းဝိုင်းနဲ့ချိတ်ဆက်တဲ့ကိုယ့်ရဲ့မိမိနေထိုင်ရာနော်ရက်ကွက်နော်မိမိနေထိုင်ရာရပ်ပတ်တို့မိမိနေထိုင်ရာဒေတာနော်မိမိနေထိုင်ရာ
ပတ်ဝန်းကျင်ပေါ့အဲ့လိုအရာတွေမှာကျွန်တော်တို့တွေကချိတ်ဆက်ပြီးတော့မှတင်းမြနဲ့ညီညွတ်နဲ့ကျွန်တော်တို့ရှိဖို့လိုပါတယ်တဲ့အဲ့ဒီခါလဲကျွန်တော်တို့အတွက်ရွှေရွှေမှုတစ်ခုပဲဖြစ်ပါတယ်တဲ့အဲ့တော့ဒီအရာတွေကကျွန်တော်တို့ကိုတကယ်ကိုမှစိတ်ချမ်းသာမှုတွေရွှေရွှေမှုတွေကိုပေးစွမ်းနိုင်တယ်အဲ့တော့မှကျွန်တော်တို့ကဟိုစိတ်ချမ်းသာစွာနဲ့နေထိုင်နိုင်မှာဖြစ်ပါတယ်တဲ့အဲ့လိုမျိုးကျွန်တော်တို့စိတ်ချမ်းသာဖို့ဆိုရင်ဘယ်လိုမျိုးကျွန်တော်တို့တွေကရွှေရွှေမှုတွေရှိဖို့လိုတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့ဘာသာရေးပြီးရင်ကျွန်တော်တို့လုပ်ငန်းခွင်ပြီးရင်ကျွန်တော်တို့ရဲ့အဖွဲ့เนาะအဲ့တော့ပြီးလို့ရှိရင်ကျွန်တော်တို့ဝါသနာပါတဲ့